ရှေးတုန်းကအိန္ဒိယနိုင်ငံတာဝတိပြည်မှာအဟိန္ဒကလို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ပါတယ်။သူဟာအရန်တော်အရန်လိမ်မာပြီးဆရာသမားစကားကိုနားထောင်တဲ့ကျောင်းသားကောင်းလေးတစ်ယောက်ပေါ့။ဒါပေမဲ့သူ့ရဲ့ထူးချွန်မှုကိုမနာလိုတဲ့ကျောင်းသားတွေကြောင့်ဆရာဖြစ်သူဟာအဟိန္ဒကအပေါ်အထင်လွဲသွားပါတယ်။ဆရာကသူ့ကိုဒုက္ခရောက်အောင်မင်းပညာဆုံးခြင်းရင်လူတစ်ထောင်ရဲ့လက်ညှိုးကိုဖျက်ပြီးငါ့ကိုလာပေးရမယ်လို့ခိုင်းလိုက်ပါတော့တယ်။တစ္ဆာရှိတဲ့အဟိန္ဒကဟာဆရာစကားကိုယုံကြည်ပြီးလမ်းမရောက်သွားခဲ့တယ်။သူဟာတောထဲမှာဖြတ်တန်းသွားလာသမျှလူတွေကိုတပ်ဖြတ်ပြီးလက်ညှိုးတွေကိုဖျက်ယူခဲ့ပါတယ်။အဲ့ဒီလက်ညှိုးတွေကိုကျိုးနဲ့တီးပြီးလေဘင်းမှာဆွဲထားတဲ့အတွက်သူ့ကိုအင်ကုလိမာလာလို့လူတွေကကြောက်လန့်တကြားခေါ်ကြပါတော့တယ်။လက်ညှိုးပေါင်း996ချောင်းရပြီးလို့တစ်ချောင်းပဲလိုတော့တဲ့အချိန်ဂိယုနာတော်ရှင်မြတ်စွာဘုရားရှင်ဟာအင်ကုလိမာလာရှိရာတောထဲကိုကြွလာခဲ့ပါတယ်။အင်ကုလိမာလာကဟောလက်ညှိုးတစ်ချောင်းရပြီဆိုပြီးဘုရားရှင်နောက်ကိုဓာကြီးကင်ပြီးအစွမ်းကုန်ပြေးလိုက်ပါတော့တယ်။ဘုရားရှင်ကအေးအေးဆေးဆေးလမ်းလျှောက်နေပေမဲ့အင်ကုလိမာလာဟာဘလို့မှမမိနိုင်ခဲ့ဘူး။ယဟန်ရက်လိုက်ပါဦးလို့သူကအော်ပြောတဲ့အခါဖះရှင်ကငါကတော့တတဝါတွေကိုညှင်းဆဲခြင်းကနေရက်နေတာကြာပြီးချစ်သားမင်းတာမရက်သေးတာလို့မိန့်ကြားလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါအင်ကုလိမာလာဟာနောင်နာတွေကြီးကျယ်ရသွားပါတော့တယ်။အင်ကုလိမာလာဟာသူ့အမားကိုသိပြင်ပြီးဖះရှင်ရဲ့တပည့်ယဟန်တစ်ပါးဖြစ်လာခဲ့ပါတယ်။ကလေးတို့ရေဒီပုံမြင်လေးကဘာကိုတင်ပေးလဲဆိုရင်ဘလောက်ပဲအမားလုပ်ခဲ့ပါစေအမားကိုသိပြီးပြင်ဆင်နိုင်ရင်လူတော်တယောက်ဖြစ်လာနိုင်တယ်ဆိုတာပါပဲကွယ်။